ဟိုတုန်းကယဉ်နေတဲ့လူတွေကိုအဲ့ဒီပါဠိလေးကိုရအောင်ကြက်ထားစမ်းပါအဲ့ဒီပါဠိလေးကိုရအောင်ကြက်ထားစမ်းပါလို့ခဏခဏဘုန်းကြီးတိုက်တွန်းဘူးတယ်အခုလည်းတိုက်တွန်းပြီးသားဖြစ်သွားပြီနော်ဧကာယနောယံဘိခဝေမခောတတ္တနံဝိတုဒ္ဓိယပောကပရိဒေဝနာတမတိကမာယဒုက္ခဒေါမနတနာအထင်ကမာယညာယတအဓိကမာယနိဗ္ဗာနတသစ္စိကိရိယာယယရိဒံစတ္တရောတတိပဋ္ဌာနာမင်းကုန်းဆိုကြီးဟောတဲ့တရားထဲမှာကပလာအထေရောင်းတဲ့ပုဂ္ဂိုလ်ဟာတဲ့သူ့ရဲ့ကပလာဟာဘလို့နူးညံ့တယ်ဘလို့တိမ်မွေ့တယ်အယောင်အသွေးဘလို့ကောင်းတယ်ဘလို့ခိုင်ခန့်တယ်ဘလို့ဂုံသေးရှိတယ်ဆိုတာသူဘာလို့တော့ကြော်ညာတတိပဋ္ဌာန်တရားဟောမဲ့မြတ်စွာဘုရားလည်းကိုရောမြတ်ဟောမဲ့တတိပဋ္ဌာန်တရားဟာဘလို့ကောင်းကျိုးချမ်းသာကိုဖြစ်စေတတ်တယ်လဲဆိုတာကိုအရင်မြတ်စွာဘုရားဘာလို့တော့တရားကြော်ညာတရားကိုကြော်ညာပြီးမှဟောတာနော်အဲ့ဒါတတိလေးထားပြီးတော့နေရင်တစ်အချက်တတ္တနံဝိတုဒ္ဓိယတတိထားပြီးတော့နေတဲ့အလေးကျင့်ကိုလေ့ကျင့်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာတဖြည်းဖြည်းနဲ့ဖြူစင်တန်ရှင်းလာမယ်တက္ကမကြီးတွေအမြဲတမ်းလို့နှုတ်ကထွက်နေတဲ့ညီလုံးတစ်ခုဘာလို့စိတ်ညစ်တယ်ဟုတ်လားညီးတယ်မဟုတ်လားစိတ်ကဘာလို့ညစ်တာတော့မဖြူလို့ပေါ့ဟုတ်လားဘာလို့မဖြူတာတော့ညှဉ်းနှွမ်းမှုတွေပေနေလို့ပေါ့နော်မမုန်းမှုတွေများရင်စိတ်ညစ်တယ်မကျေနပ်မှုတွေများရင်စိတ်ညစ်တယ်လိုချင်ရချင်တာတွေများရင်စိတ်ညစ်တယ်အလိုမကျတာတွေဖြစ်ရင်စိတ်ညစ်တယ်မနာလိုတာတွေဝန်တိုတာတွေများရင်စိတ်ညစ်တယ်စိတ်ညစ်ရင်ဆင်းရဲတာပဲအခုမြတ်စွာဘုရားကတတိလေးနဲ့နေအဲ့ဒီညစ်နေတဲ့စိတ်တစ်ဖြည်းဖြည်းနဲ့မဖြစ်သွားဘူးဖြူရှင်းသွားလိမ့်မယ်နော်ဘာပဲဖြစ်ဖြစ်အတွေ့အကြုံတိုင်းကိုဘာလို့အောင်မလို့တတိထားတဲ့အလေးအကျင့်တွေလုပ်နော်အဲ့ဒီလုံးမယ်ဆိုလို့ရှိရင်ဝိတုဒ္ဓိယအဲ့ဒီလူရဲ့စိတ်ဟာဖြူရှင်းသွားမယ်စိတ်ညစ်တယ်လို့ညည်းရတာတွေစိတ်ဆင်းရဲတယ်လို့ညည်းရတာတွေနည်းသွားလိမ့်မယ်တတ္တနံဝိတုဒ္ဓိယတောကပရိဒေဝနာတမတိကမာယစိုးရိမ်ခြင်းငိုကြွေးခြင်းကိုလွန်မြောက်သွားလိမ့်မယ်တဲ့ဒါကအနာဂတ်မှာဖြစ်ပေါ်လာမဲ့ဆင်းရဲအခက်အခဲကိုဖြည့်ရှင်းပေးနိုင်လိမ့်မယ်လို့ပြောနေတာအခုလောလောဆယ်ဘုန်းကြီးတို့စိုးရိမ်နေတာမရှိဘူးဟုတ်တယ်မဟုတ်လားငိုနေတာလည်းမရှိဘူးဒါပေမဲ့ဒီအခြေအနေကိုကြည့်ပြီးတော့ငါဘယ်တော့မှမစိုးရိမ်တော့ဘူးဘယ်တော့မှမငိုတော့ဘူးလို့အာမခံချက်ရှိလားစိုးရိမ်ကြမဲ့လူတွေငိုကြရအောင်မဲ့လူတွေဘယ်ချိန်လဲကိုမျက်နှိုးတဲ့အရာပျက်စီးတဲ့အချိန်ပေါ့ဟုတ်တယ်မဟုတ်လားအဲ့တော့ကိုမျက်နှိုးထားတာလည်းမပျက်စီးမဲ့အရာတစ်ခုမှမရှိဘူးကိုမျက်နှိုးထားတာလည်းပျက်စီးမဲ့အရာတွေရဲ့အပေါ်မှာကြီးမျက်နှိုးထားတာဘယ်အရာရဲ့အပေါ်မှာအမျက်နှိုးဆုံးလဲဟုတ်တယ်ကိုရဲ့အပေါ်မှာအမျက်နှိုးဆုံးပဲကျန်တဲ့လူတွေပေါ်မှာမျက်နှိုးတယ်ဆိုတာတဆင့်ခံအဲ့တော့ကိုအမျက်နှိုးဆုံးအရာကြီးပျက်စီးပြီဆိုကိုအတွက်အစိုးရင်ရဆုံးအရာငိုစရာအကောင်းဆုံးအရာကြီးဖြစ်လာလိမ့်မယ်နော်တဲ့ပြောရရင်ကျမကြီးပြတ်တဲ့အချိန်သေရတော့မဲဆိုတဲ့အချိန်ရောက်လာအောင်မှာဒါကြီးကအဲ့ဒီအချိန်မှာဘုန်းကြီးတို့ဘာဖြစ်မလို့စိုးရင်ရလိမ့်မယ်ငိုရလိမ့်မယ်နော်ရဲကျင်တာကအမြဲတမ်းရဲကျင်နေတာမှမဟုတ်တာဘာမှမသိလို့မကြောက်တဲ့အနေအထားဖြစ်နေတာခုဟာကဟုတ်လားအဲ့ဒါလိုပြဿနာတွေအခက်အခဲတွေတွေ့လာတဲ့အခါမှာစိုးရိမ်မှုငိုကြွေးမှုကိုမဖြစ်ချင်ဘူးဆိုရင်အခုတည်းကကြိုတင်ပြီးတော့စိုးရိမ်ခြင်းငိုကြွေးခြင်းကိုဖြစ်စေတတ်တဲ့ဉာဏ်နည်းခြင်းကိုဉာဏ်များခြင်းအဖြစ်ကိုပြောင်းလဲအောင်တတိပဋ္ဌာန်တရားအလုပ်ကိုလုပ်လို့ပြောတာမှစိုးရိမ်တယ်ငိုတယ်ဆိုတာစိုးရင်စရာလို့ထင်းနေလို့ငိုစရာလို့ထင်းနေလို့စိုးရင်ညငိုကြရတာအဓိကတော့အသိဉာဏ်ပဲအသိဉာဏ်ပညာလူလားမြောက်သွားလို့ရှိရင်စိုးရင်မှုငိုကြွေးမှုဆိုတာအလိုလိုပျောက်သွားတဲ့သဘောဒါကြောင့်တတိပဋ္ဌာန်တရားကိုအားထုတ်ရင်တတိထားတဲ့အလေးကျင့်ကိုလေ့ကျင့်ရင်စိုးရင်စရာတွေငိုစရာနဲ့တွေ့လာတဲ့တနေ့မှာမစိုးရင်ပဲနဲ့မငိုပဲနဲ့တီတီငိမ့်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 အေးအေးနေနိုင်လိမ့်မယ်လို့ပြောတာအဲ့ဒါအနာဂတ်ကိုအဲ့လောက်တော့မျှော်တဲ့ရတယ်နော်တတ္တနံဝိတုဒ္ဓိယတောကပရိဒေဝနာတမတိကမာယဒုက္ခဒေါမနတနာအထင်ကမာယနိဗ္ဗာန်ချမ်းသာကိုရပြီးတော့ဒုက္ခတွေမငြိမ်းသေးခင်ဂျာကာလမှာတတိပဋ္ဌာန်တရားကိုပွားများလို့ရရှိမဲ့အကျိုးကျေးဇူးတွေကိုမြတ်စွာဘုရားစီးတန်းပြီးတော့ပြောနေတာဘောမှာအကောင်းဆုံးနေနည်းဆိုတာအဲ့ဒါကြောင့်မလို့ဘုန်းကြီးတို့ကြည်တတ်တယ်စိတ်ဓာတ်ဖြူစင်တန်ရှင်းမယ်တောကပရိဒေဝကိုလွန်မြောက်မယ်အခုဘာပြောတော့ဒုက္ခဒေါမနတကိုချုပ်ငြိမ်းစေမယ်မချုပ်ငြိမ်းသေးခင်မှာတဖြည်းဖြည်းနဲ့နေပါသွားလိမ့်မယ်
အဲ့ဒါကိုဘုန်းကြီးကလက်တွေ့ထောက်ခံမှုလေးပေးနိုင်အောင်လှုပ်စေခြင်းလှုပ်ကြည့်စေခြင်းတတိလေးထားပြီးတော့နေရတာဘလောက်တတ်တာတော့ဒုက္ခဆိုတာကိုယ်ဆင်းရဲတာကိုပြောတာဒေါမနတဆိုတာစိတ်ဆင်းရဲတာကိုပြောတာအဲ့ဒါတတိလေးထားပြီးတော့နေရင်ကိုယ်လည်းမဆင်းရဲဘူးစိတ်လည်းမဆင်းရဲဘူးလို့ပြောတာနော်အရိယာမဉ္ဇဉ်ဘုံဉဏ်ကိုရပြီးတော့ဒုက္ခဒေါမနတတွေအပိတငြိမ်းသွားမယ်ဆိုတာကနောက်ဆုံးဘုန်းကြီးတို့ရရှိမဲ့အကျိုးကျေးဇူးအဲ့ဒါမရသေးခင်မှာအခုနေနိုင်ရင်နေနိုင်တဲ့လောက်ဒီခန္ဓာကိုယ်သက်တာတယ်ဒီစိတ်ကလေးလည်းသက်တာတယ်မြတ်စွာဘုရားကတော့နော်သာသမီအပေါ်မှာအလွန်တနာတဲ့မိဘကပြောသလိုမျိုးကိုပြောတာတချို့ဒေသနာတွေလှုပ်ကြည့်ဝင်လေထွက်လေလေးကိုကြည့်လူသက်တာတယ်မျက်စိလည်းသက်တာတယ်အတွေးလည်းနဲတယ်ဒီလိုလေးနေဒါတွေဟာဘာတွေလဲတတိပဋ္ဌာန်တရားရဲ့ဂုဏ်ကျေးဇူးတွေကိုပြောနေတာနော်ဒုက္ခနဲတယ်ဒေါမနတနဲတယ်ဆိုတာဘာပြောတာတော့ဓာတ်ရိုက်ပါတာပြန်ရင်လူလည်းသက်တာတယ်စိတ်လည်းသက်တာတယ်လို့ပြောတာနောက်မှရှင်ကျွတ်တော့တင်းနေတယ်ဒီဖြစ်လို့တဲ့ဇောတွေမကျင်တတ်မှုတွေဖြစ်လာပြီဆိုတော့လေဖြက်ချင်တဲ့ဇောတွေကျွတ်တော့အဲ့ဒီမှာဖြစ်ပျက်ကအဲ့လိုသွားတယ်ကျွတ်တို့ရဲ့စိတ်ကဟုတ်လားနော်တကယ်ဖြစ်ပျက်နေတာမသိဘူးကျွတ်တော့ဖြစ်ချင်တယ်လောဘပြက်စီခြင်းနေတယ်ဒေါသအဲ့တော့ဘာလို့ဆိုဇောကပ်ပြီးတော့လူကတင်းနေတယ်မျက်နှာအထူးသဖြင့်တင်းတယ်ပင်ပန်းတယ်အဲ့ဒီချိန်မှာအဲ့ဒါသတိလေးထားတဲ့အလေးကျင့်ကိုလေ့ကျင့်တဲ့အခါမှာအဲ့ဒီဟာတွေကအကုန်ရော့နေတာကိုသူတွေ့ရလိမ့်မယ်အဲ့ဒီချိန်မှာမြတ်စွာဘုရားရဲ့ဒေသနာကိုထောက်ခံချက်ပေးနိုင်တာပဲဩဘုရားဆုံးမတဲ့အတိုင်းနေရတာအလွန်မှတတ်တာပါလားရုပ်ပိုင်းဆိုင်ရာလည်းတတ်တော့တတ်တာရှိတယ်သွေးလက်ပတ်မှုတွေဘာတွေအစပြောင်းတာစိတ်ပိုင်းဆိုင်ရာလည်းအလွန်တတ်တာတယ်ပါဠိတော်ကဘယ်လိုပြောထားတယ်ဒုက္ခဒေါမနတနာအထင်ကမာယကိုဆင်းရဲခြင်းဒုက္ခနဲ့စိတ်ဆင်းရဲခြင်းဒေါမနတကိုချုပ်ငြိမ်းစေလိမ့်မယ်လို့ဟောတယ်အခုဘုန်းကြီးကနဲပါတဲ့အဆင့်ကိုအရင်မျှော်လင့်ဖို့ပြောနေတာနော်နဲရကမှတစ်ဆင့်ဘာဖြစ်သွားမှာတော့ကုန်သွားမယ်ပါရကနေတစ်ဆင့်ပေါက်သွားမယ်ပေါ့စိတ်ဓာတ်တွေဖြူစင်တန်ရှင်းမယ်စိုးရင်ခြင်းကိုကြွေးခြင်းကိုလွန်မြောက်မယ်ကိုဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းကိုလျှော့ချနိုင်မယ်နောက်ဆုံးတဲ့ညာယတ္တအဓိကမာယတိတဲ့မြင်တဲ့ဉာဏ်တွေကအစဉ်စဉ်မြင်မာလာပြီးတော့နောက်ဆုံးသစ္စာလေးပါးကိုတိတဲ့မဲ့ဉာဏ်ကိုရလိမ့်မယ်မဲ့ဉာဏ်ရပြီးဒီအခြားမဲ့မှာကာလမချဘဲနဲ့သောတော်တရားကုံတော်တွေကအကလိကဆိုတာဘာပြောအောင်ဆိုဖူဉာဏ်တန်းရတာဒီဘဝတွင်နိဗ္ဗာန်ချမ်းသာကိုကြိုက်တဲ့အချိန်မှာကြိုက်တယ်လို့ခံစားသုံးဆောင်ပြီးတော့နေနိုင်တယ်ဒါကတင်စားပြောတာပေါ့နိဗ္ဗာန်ကိုနော်ဘုန်းကြီးတို့ဝေဒနာသဘောမျိုးတက်ရအောင်ပြောတာမဟုတ်ဘူးနော်နိဗ္ဗာန်ကိုသုံးဆောင်နိုင်တဲ့ဉာဏ်ရှိတဲ့အတွက်ကြောင့်နိဗ္ဗာန်ကိုသုံးဆောင်နိုင်တဲ့အဆင့်ထိရောက်အောင်သူ့ရဲ့ဉာဏ်ဟာမြင့်သွားမယ်ဘာလို့ရင်တော့တတိထားတဲ့အလေးချက်နော်ကြည့်ရင်မြင်တယ်ဆိုတာအဲ့ဒါကိုပြောတာဟိုတလောကဘုန်းကြီးခရာမှာဓမ္မစကြာအကြောင်းကိုပဲနေဟောထားတယ်အဲ့ဒါလိုင်းပေါ်မှာရှားပြီးတော့နားထောင်ကြည့်အဲ့ဒီထဲမှာသက္ခုံဥရပါရိညာဏဥရပါရိဝိဇ္ဇာဥရပါရိပညာဥရပါရိအာလောကောဥရပါရိတိတယ်မြင်တယ်ဆိုတဲ့ဉာဏ်တစ်မျိုးတည်းကိုပဲမြတ်စွာဘုရားစကားလုံး၅လုံးသုံးပြီးတော့ဟောထားတာဘလောက်စိတ်ဝင်စားစရာကောင်းတော့နော်အဲ့ဒီအတိတူးအမြင်တူးတွေကိုရကျင်တယ်ဆိုရင်ဘုန်းကြီးတို့ဘယ်ကနေသွားမလို့တတိထားတဲ့နည်းကိုကျင့်သုံးတဲ့လမ်းကနေသွားရမယ်